ပြန်ရတဲ့ဂျပန် TikTok အကောင့်ကိုဘယ်လိုဖွင့်ရတာလဲဆိုတာကိုဒီဗီဒီယိုဖိုင်လေးနဲ့ကျွန်တော်ပြောပြပေးသွားမယ်။ညီကောင်မတွေတည်တည်ချာချာအဆုံးထိကြည့်မယ်ဆိုရင်တော့ကိုယ်တိုင်ကိုကြနော်ပတ်စံပြန်ရတဲ့ဂျပန် TikTok အကောင့်ကိုကိုယ်တိုင်ကိုကြဖွင့်တတ်သွားမယ်။သူများပတ်စံကုန်ကြခွန်ရောသွားပြီးတော့ဖွင့်ခိုင်းစရာမလိုဘူးစာပစ်တွေသွားအပ်စရာမလိုဘူးနော်။နော်ဘာတွေမှမလိုအပ်ဘူးနော်။အခုကိုယ်ပိုင်ကိုဖွင့်မယ်ဆိုရင်ဘာတွေလိုအပ်တာလဲဆိုရင်နံပါတ်1အနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာထည့်ထားတဲ့ SIM ကတ်ကိုထုတ်ထားဖို့လိုတယ်။နံပါတ်2အနေနဲ့ဒီလိုမျိုးပေါ့နော်ကိုသုံးမဲ့ပရောင်စာကိုလည်းကျွန်တော်တို့တန့်ရှင်းလောက်ထားဖို့လိုတယ်နံပါတ်3အနေနဲ့ကျွန်တော်တို့ TikTok ကောက်ကိုလည်းတန့်ရှင်းလောက်ထားဖို့လိုတယ်နံပါတ်4အနေနဲ့ကျွန်တော်တို့ဒီလိုမျိုး VPN နဲ့ကျွန်တော်တို့တစ်ခု VPN လိုမယ်နံပါတ်5အနေနဲ့ကျွန်တော်တို့ဒီမှာဒီဥစ္စာလေးက Play Store မှာသွားထောင်းလို့ရတယ်နော်ဒီ speed ဟိုနေလေးကိုလည်း Play Store မှာသွားထောင်းလိုက်နောက်တစ်ခုကပါလဲဆိုရင် Gmail တစ်ခုလိုမယ်ဟုတ်ပြီနော်အဲ့ဒီ Gmail ကကျွန်တော်တို့TikTok တစ်ခါမှမသုံးဘူးသေးတဲ့ Gmail account တစ်ခေါက်လိုမယ်နော် TikTok တစ်ခါမှမသုံးဘူးလေးတဲ့ဒီလိုမျိုး Gmail account တစ်ခေါက်ကျွန်တော်တို့ရှိထားဖို့လိုတယ်အဲ့ဒီဥစ္စာဖွင့်ရှိလာပြီဆိုရင်ကျွန်တော်တို့ဂျပန် TikTok account ကိုကျွန်တော်တို့ဖွင့်လို့ရပြီနော် Okay စမယ်နော်ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ဟောနာကကျွန်တော်ပြောတဲ့အချက်လက်တွေလုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာနော်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့VPN ထဲကျွန်တော်တို့ဝင်လိုက် VPN ထဲကျွန်တော်တို့ဝင်ပြီးသွားပြီဆိုရင်ဒီနေရာမှာတစ်ချက်နှိပ်လိုက်နော်နှိပ်ပြီးတော့ဒီမှာနိုင်ငံတွေအများကြီးရှိတယ်အဲ့ဒါကိုမှကျွန်တော်တို့ကဒီဂျပန်နေရာမှာကျွန်တော်တို့ရွေးပြီးတော့ Okay ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ Setup ဆိုတဲ့နေရာလေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးဆိုတာနဲ့ဒီမှာကျွန်တော်တို့VPN တက်သွားပြီနော် VPN တက်သွားပြီဆိုကျွန်တော်တို့ခဏလေးပဲကျွန်တော်တို့စောင့်မယ်နော်โอเคကျွန်တော်ခဏလေးစောက်ပြပြီဆိုရင်ဒီမှာ VPN တက်သွားပြီဆိုရင်ကျွန်တော်တို့ဘာအလုပ်ရမလဲဆိုရင်ကျွန်တော်တို့ location ကပေါ့နော် location ကဂျပန် location ဖြစ်ရလားဟုတ်ရလားကိုကျွန်တော်တို့သိနော်အဲ့ဒါကိုကျွန်တော်တို့သိရဖို့အတွက်ဒီ speed ဒီခုနှစ်ထဲမှာတစ်ချက်သွားပြီးတော့နှိပ်လိုက်မယ်နော်အဲ့ဒီမှာသွားနှိပ်လိုက်မယ်ပြီးရင်ဒီနေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်နော်နှိပ်ပြီးပြီဆိုရင်ဒီနေရာလေးကိုကျွန်တော်နည်းနည်းလေးပေါ့နော်လက်လီနဲ့နည်းနည်းလေးကျွန်တော်တို့ဆွဲတင်လိုက်โอเคဆွဲတင်လိုက်တဲ့ခါကျရင်ဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာတွေ့လားဒီနားမှာတိုကျိုဆိုတာပေါ်လာပြီဆိုရင်ဒါဆိုကျွန်တော်တို့ကဂျပန် location ရသွားပြီဖြစ်တယ်နော်ကဲအဲ့လိုမျိုးကိုကျွန်တော်တို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ရဲ့ပရောင်စာတွေကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်မယ်နော်โอเคပရောင်စာတွေကျွန်တော်တစ်ချက်ဝင်ပြီဆိုရင်ဒီပရောင်စာဒီရှက်ဘားလေးကိုကျွန်တော်တစ်ချက်နှိပ်မယ်ဒီရှက်ဘားလေးမှာဘာရိုက်ထည့်ရမလဲဆိုရင် TIKTOK နော်TikTok login ဆိုတဲ့နေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ဝင်လိုက်မယ်နော်โอเคပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီလိုမျိုးပြောင်းလာပြီဆိုရင်ဒီမှာနော် TikTok sign in ဆိုတဲ့နေရာလေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ကဲဒီလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်ပြောတာကတခါတည်း TikTok application ကြီးသွားမှာဆိုတော့ကျွန်တော်တို့ကအဲ့လိုနေရာမှာမနှိပ်ပေးနဲ့ဒီအောက်က not now လေးကျွန်တော်တစ်ချက်နှိပ်မယ်နော် not now လေးတစ်ချက်နှိပ်ပြီဆိုရင်ဒီမှာကျွန်တော်တို့တော့ Gmail နဲ့ကျွန်တော်တို့ဖွင့်မှာဖြစ်တဲ့အတွက်ဒီ Gmail နေရာလေးကျွန်တော်တစ်ချက်နှိပ်မယ်โอเค Gmail နေရာကိုတစ်ချက်နှိပ်ပြီးသွားပြီဆိုရင်အဲ့ဒီမှာကျွန်တော်တို့တခါမှ TikTok နဲ့နော် TikTok ကိုတခါမှဖွင့်ပြီးမသုံးရသေးတဲ့ Gmail တစ်ခုကိုကျွန်တော်တို့ကရွေးပေးရမှာဖြစ်တယ်နော်โอเคဒီမှာကျွန်တော် Gmail တစ်ခုရွေးပေးလိုက်မယ်โอเคပြီးပါပြီဆိုရင်ကျွန်တော်ဒီနေရာလေးကျွန်တော်ချက်နှိပ်မယ်ဒီနေရာရောက်ပြီဆိုရင်ညီကောင်မတွေတတိထားမှာတစ်ခုရှိတယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘတ်ဒီထဲတဲ့ခါကျရင်အသက်16နှစ်အထက်ဖြစ်ရမယ်နော်16နှစ်အောက်ဆိုရင်ကျွန်တော်တို့TikTok မှာmonetization ရှောက်များတာတွေပါဖြစ်တယ်နော်โอเคဒီမှာကျွန်တော်တို့တည်ချာလေးရွေးထည့်ဖို့လိုရယ်နော်ကျွန်တော်တို့ဒီနားမှာပေါ့နော်ကျွန်တော်တို့ဒီမွေးတက်ကြီးတွေကျွန်တော်တို့ရွေးထည့်ပေးရမှာဖြစ်ပါတယ်နော်โอเคပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာနော် next ဆိုတဲ့ညာလေးချက်နှိပ်လိုက်မယ်โอเคဒီညရောက်ပြီဆိုရင်ကျွန်တော်တို့က name ပေါ့နော် user name တစ်ခါလေးထည့်ချင်လို့ရတယ်တကယ်လို့ user name ကျွန်တော်တို့မထည့်ဘူးဆိုရင်ဒီမှာ skip လေးနှိပ်သွားလို့ရတယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့ဖွင့်လိုက်တဲ့ဂျပန် TikTok ကောက်ကျွန်တော်တို့ဟုတ်လားမဟုတ်လားဆိုတာကိုကျွန်တော်တို့ရဲ့ဒီမှာနော် profile နဲ့ကျွန်တော်တစ်ချက်ဝင်လိုက်မယ် profile နဲ့တစ်ချက်ဝင်ပြီးသွားပြီဆိုရင်ဒီအပေါ်မှာအဆက်30လေးရှိတယ်အဲ့ဒီအပေါ်အဆက်30ကျွန်တော်တစ်ချက်နှိပ်မယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ account ဆိုရင်ညာကျွန်တော်တစ်ချက်နှိပ်မယ် account ဆိုတဲ့နေရာမှာညီကိုမတေချာကြည့်ကြည့်နော်ဒီမှာတွေ့လားဂျပန်နော် region မှာဂျပန် region ဖြစ်သွားပြီနော်ဒါဆိုကျွန်တော်တို့ဂျပန် TikTok account ကျွန်တော်တို့ရပြီဟုတ်ပြီနော်ဒီဂျပန် TikTok account ကိုကျွန်တော်တို့ရဲ့ဒီ TikTok application မှာကျွန်တော်တို့login ဘယ်လိုဝင်ရမလဲဆိုတော့ကျွန်တော်ထပ်ပြပြပေးမယ်နော်အောက်ဆုံးအနေနဲ့ကျွန်တော်ဒီမှာ TikTok ထဲကျွန်တော်လာလိုက်မယ်နော် TikTok ထဲလာလိုက်မယ် TikTok ထဲလာပြီးသွားပြီဆိုရင်ပြီးရင်ဒီမှာနော် profile လေးတစ်ချက်နှိပ်မယ်ပြီးသွားရင်ဒီလိုမျိုးပေါ်လာခဲ့မယ်နော်ဒီလိုမျိုးပေါ်ဒီမှာနော်ဒီနေရာလေးကျွန်တော်โอเคကျွန်တော်တို့ခုနဖွင့်ခဲ့တဲ့ Gmail လေးကိုကျွန်တော်တစ်ချက်ယူပေးလိုက်ပါခဏလေးစောင့်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာတစ်ချက်ပြနှိပ်မယ်နော်โอเค
ဒါဆိုရင်ခုနကကျွန်တော်တို့ဖွင့်လိုက်တဲ့ဂျပန် TikTok အကောင့်ရသွားပါပြီနော်ကဲဟုတ်လားမဟုတ်လားဆိုတာကျွန်တော်တို့ဒီမှာဒီအစင်း၃ချောင်းလေးကျွန်တော်တစ်ချက်နှိပ်ကြည့်မယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာနော်စတင်ရန်ပလိုက်ပစ္စည်းကိုတစ်ချက်နှိပ်မယ်ပြီးသွားပြီဆိုရင်ဒီ admin မှာအကောင့်တစ်ချက်နှိပ်မယ်ကဲအကောင့်တစ်ချက်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်အတဲ့အကောင့်ကိုကျွန်တော်တစ်ချက်နှိပ်မယ်โอเคဒီမှာနော် region နေရာမှာကျွန်တော်ဂျပန် region ဖြစ်သွားပြီဆိုရင်ဒါဆိုရင်ကျွန်တော်တို့ဂျပန် TikTok အကောင့်ကိုကျွန်တော်တို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဝင်ငွေပြန်ရှာလို့ရတဲ့ဒီခေတာ2ပါလားမပါလားဆိုတော့ကျွန်တော်ကြည့်မယ်ဆိုရင်ဒီအစက်ဒီအစင်း၃ချောင်းထပ်နှိပ်မယ်ပြီးသွားရင်အပေါ်ကဒီမှာနော်အပေါ်ကဒီနေရာနေရာလေးတစ်ချက်နှိပ်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာပေါ်လာခဲ့ပြီနော်ဒီမှာကြည့်မှာနော်ညီကောင်မဒီမှာကြည့်မယ်နော်ဒီမှာတစ်ချက်နှိပ်ကြည့်လိုက်မယ်ကဲအဲ့နေရာနှိပ်ပြီးဆိုဒီမှာပေါ်လာခဲ့ပြီနော်ကျွန်တော်တို့ဒီဗီဒီယိုတွေတင်တဲ့ခါကျရင်ကျွန်တော်တို့ဒီပတ်စံရတယ်ဆိုတော့ပေါ်လာခဲ့ပြီနော်တကယ်လို့ကိုက16နှစ်အကျော်မှာဆိုရင်ဒီမှာအမှန်ချစ်ထားတယ်နော်ကျွန်တော်တို့က follower 1000နဲ့ view 3000ရှိပြီဆိုရင်ကျွန်တော်တို့ TikTok ကနေပြီးတော့ကျွန်တော်တို့ကိုနော်ဝင်ငွေအစရှာလို့ရပါပြီနော်โอเคအားလုံးအဆင်ပြေကြပါစေကျွန်တော်တင်ပေးလိုက်တဲ့ဒီဗီဒီယိုဖိုင်လေးကညီကောင်မလိုက်တော့အကျိုးရှိမယ်ဆိုရင်ကျွန်တော်ရဲ့ဒီကျွန်တော်ကို follow လုပ်ထားပေးပါဦးเนาะကျွန်တော်ရဲ့ဒီ YouTube channel လေးကိုเนาะ subscribe လုပ်ထားပေးပါเนาะပြီးရင်တကယ်ချင်းလို့လည်းမျှဝေပေးပါเนาะအားလုံးကျေးဇူးတင်ပါတယ်เนาะ